အမျိုးသမီးတွေမှာမကြာခဏဖြစ်တတ်တဲ့စီးပူစီးကျင်ခြင်းပြဿနာကိုဟိုက်ခြင်းတကူရေးတန်ရှင်ရေးရှုထောင့်ကနေဘလို့ကာကွယ်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်အဓိကသတိပြုရမှာကတန်းစင်ကန်သုံးပြီးတိုင်းအရှိမအနောက်သို့သာတန်းစင်မှုနဲ့နေဝင်လေထွက်ပေါင်းနဲ့ခြိသားအတွင်းခံတွေကိုရွေးချယ်ဝစ်စင်ဖို့ပဲဖြစ်ပါတယ်ဒီနေရာမှာ feminine wash တွေရဲ့အခန်းကဏ္ဍကအရင်ကိုအရင်ကြည့်ပါတယ်ဘာလို့လဲဆိုတော့မိမကိုမှာတဘာဝအဖြစ်အကျိုးပြုဘက်တီးရီးယားလေးတွေရှိပြီးတော့ pH level 3.8 ကနေပြီးတော့ 4.5 အတွင်းရှိပါတယ်တာမန်ဆက်ပြားတွေက alkali တက်များတဲ့အတွက်ကြောင့်မလို့ဒီ pH level တွေကိုပြည့်ရွှင်းစေပြီးတော့စီးပူစီခြင်းဖြစ်စေတဲ့မကောင်းတဲ့ဘက်တီးရီးယားတွေကိုအလွယ်တကူပေါက်ဖွားစေတာပဲဖြစ်ပါတယ်မှန်ကန်ကောင်းမွန်တဲ့ feminine wash တွေကိုသုံးပေးခြင်းကတဘာဝ pH balance ကိုထိမ့်သိမ့်ပေးပြီးတော့စီးလန်းကြောင်းပုံဝင်ခြင်းကိုတတိယရောက်ကာကွယ်ပေးနိုင်တာမျိုးဖြစ်ပါတယ်။ဒါကြောင့်နေ့စဉ်တန်ရှင်းရေးအတွက် lactic acid ပါဝင်တဲ့တင့်တော်တဲ့ feminine wash ကိုရွေးချယ်အသုံးပြုဖို့အကြံပြုပါရစေ။ဝေနာပြည့်စံလာရင်တော့ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့မမေ့ပါနဲ့တော့ The Moment Island YouTube channel TikTok channel တို့ကလည်း like and subscribe ပြုလုပ်ပေးထားပါအောင်နော်။သိချင်တာတွေကိုလည်းဖုန်းနံပါတ်ပေးခဲ့လို့ရပါတယ်။အားပေးနေတယ်ဆိုလို့ရှိရင် comment မှာရေးခဲ့ပေးပါအပေါင်းလေးနဲ့ comment လေးချင်းစိတ်လှုပ်သွားပြီးတော့ share တော့လည်းမမေ့နဲ့အောင်နော်